ကျွန်တော်တို့တာမန်မျက်စိနဲ့မမြင်နိုင်တဲ့ cell တွေပတိရားတွေကိုမြင်နိုင်ဖို့အတွက်ဆိုရင် Microsoft ကိုအသုံးပြုရတယ်။ဒီလိုမြင်နိုင်ဖို့အတွက် Microsoft ရဲ့ magnifying power ဆိုတဲ့အရာအရေးပါတယ်။ magnifying power ဆိုတာဒီလို1 micrometer လောက်ပဲရှိတဲ့ cell လေးတစ်ခုအစ100ဒါမှမဟုတ်အစ1000တိုးချဲ့ပေးနိုင်တဲ့စွမ်းရည်ဖြစ်တယ်။ Microsoft ထဲမှာပါတဲ့ conversion နှစ်ခုဖြစ်တဲ့ objective lens နဲ့ iris lens ဒီလိုမြင်ဖို့အတွက်လှုပ်ဆောင်ပေးတယ်။ objective lens ကအရာဝတ္ထုကို magnify လုပ်မှဖြစ်တဲ့အတွက်အနည်းငယ်သေးပြီးတော့ iris lens ကကြတော့ကျွန်တော်မျက်စိနဲ့ကြည့်မှဖြစ်တဲ့အတွက်အနည်းငယ်ပိုကြီးတယ်။ဒီ objective lens နဲ့ iris lens နှစ်ခုမှာဆိုရင် center နဲ့သက်ဆိုင်ရာ focal point ကိုစီရှိတယ်။ပထမဆုံးအနေနဲ့ magnify လုပ်မဲ့အရာ objective lens ရဲ့ focal point အလုံးမှာထားရမယ်။အဲ့ဒီအရာလာရဲ့အလင်းတန်းတွေကအရင်ဆုံး objective lens ကိုဖြတ်သွားတယ်။ဒီမှာဆိုရင် center ကိုဖြတ်သွားတဲ့အလင်းနဲ့ center အတိုင်းထွက်သွားပြီးတော့ principal axis နဲ့အပြိုင်လာတဲ့အလင်းနဲ့ကကြတော့တစ်ဖက်က focal point ကိုဖြတ်သွားတယ်။အဲ့အလင်းနဲ့နှစ်ခုက iris lens ရဲ့ focal point နားမှာစုံတယ်။တနည်းအားဖြင့်အဲ့ဒီနားမှာပုံရိပ်ဖြစ်ပေါ်တယ်။ပုံရိပ်က real image ပုံရိပ်စစ်ဖြစ်ပြီးတော့ inverted ပြောင်းပြန်ပေါ်တယ်။ဘာလို့ပုံရိပ်စစ်ဖြစ်ပြီးပြောင်းပြန်ပေါ်လဲဆိုတော့အလင်းနဲ့နှစ်ခုက conversion ကိုဖြတ်သွားပြီးတဲ့အခါမှာအမှန်တကယ်တွေ့ဆုံတယ်။အဲ့တော့ပုံရိပ်ကလည်းအစစ်ဖြစ်ပြီးတော့ပြောင်းပြန်ပေါ်တာပဲဖြစ်တယ်။ဒီပုံရိပ်က objective lens က magnify လုပ်လိုက်တဲ့ပထမဆုံးပုံရိပ်ဖြစ်တယ်။ဒီပုံရိပ်ကိုတကယ်အရာနဲ့ရှင်းကြည့်မယ်ဆိုရင်နည်းနည်းပဲကြည့်လာသေးတယ်။အဲ့တော့ပို့ပြီးတော့ကြည်လင်လင်ပြည့်စက်သားမြင်ဖို့ဆိုရင် iris lens ကဒုတိယအချိန် magnify ထပ်လုပ်တယ်။ခုတစ်ခါ iris lens က magnify ထပ်လုပ်တဲ့အခါမှာကျတော့ခုန objective lens တော့လို့အလင်းနဲ့နေရမစုံတော့ဘူး။မစုံတော့ဘဲနဲ့ iris lens ကိုဖြတ်ပြီးကျွန်တော်မျက်လုံးထဲကိုဝင်သွားတယ်။ဒါဆိုရင်ဒီမှာမေးကြရှိတာ iris lens ကနေ magnify လုပ်လိုက်တဲ့ပုံရိပ်တနည်းအားဖြင့် final image ကဘယ်မှာပုံလဲပေါ့။ iris lens ကိုလာရိုက်တဲ့အလင်းနဲ့နှစ်ခုကို visual line နဲ့နောက်ပြန်ဆွဲကြည့်လိုက်မယ်။အဲ့ဒီ visual line နှစ်ခုက iris lens ရဲ့အဝေးတနေရာမှာသွားဆုံတယ်။အဲ့ဒီနေရာမှာပဲ final image ကသွားပေါ်တယ်။ဒီပုံရိပ်ကကြတော့ပထမပုံရိပ်တဲ့အစပိုးကြည့်ပြီးတော့ပြပြတသားမြင်ရတယ်။ပထမပုံရိပ်နဲ့မတူတာဒီ final image က real image မဟုတ်ဘဲနဲ့ virtual image ဖြစ်တယ်။ဆိုလိုတာကပုံရိပ်ကအမှန်တကယ်ပေါ်တာမဟုတ်ဘဲနဲ့ကျွန်တော်စိတ်မျက်စိရဲ့ visualization တစ်ခုပဲဖြစ်တယ်။ဒါကဘာကိုပြောရလဲဆိုတော့ဥပမာခင်ဗျားအမှန်ကိုကြည့်လိုက်မယ်ဆိုရင်ခင်ဗျားစီကလာတဲ့အလင်းတန်းတွေကအမှန်မျက်နှာပြီးတော့ရိုက်ပြီးတော့ပြန်ထွက်သွားတယ်။အဲ့တော့အလင်းတန်းတွေကမစုံတဲ့အတွက်အမှန်တကယ်ပုံရိပ်မဖြစ်ပါဘူး။ဒါပေမဲ့မှန်အောင်လာရတဲ့အလင်းတန်းတွေကို virtual line နဲ့ထပ်ဆွဲကြည့်လိုက်မယ်ဆိုရင်မှန်ရဲ့တခြားတစ်ဖက်မှာပုံရိပ်ပေါ်နေအောင်တွေ့ရလိမ့်မယ်။သဘောကအမှန်ရဲ့တခြားတစ်ဖက်မှာခင်ဗျားရဲ့တွေ့တဲ့လူတစ်ယောက်ရှိနေတာလို့ထင်ရတယ်။အဲ့ဒီအရာကျွန်တော်တို့ရဲ့စိတ်မျက်စိကမြင်နေရတဲ့အမှန်တကယ်မဟုတ်တဲ့ virtual image တစ်ခုတသားပဲဖြစ်တယ်။ဒီလိုသဘောတရားမျိုးနဲ့ Microsoft ရဲ့ iris lens လှုပ်ဆောင်တာဖြစ်တယ်။ကိုပေါင်း Microsoft ရဲ့ magnifying power ကိုတွက်ဖို့ဆိုရင် Microsoft ထဲမှာပါတဲ့ objective lens နဲ့ iris lens ရဲ့ magnifying power ကိုသိဖို့လိုတယ်။ပထမဆုံးအနေနဲ့ objective lens ကိုအရင်ကြည့်အောင်။ဒီမှာဆိုရင် object ကလာတဲ့အလင်းနဲ့တစ်ခုက lens ရဲ့ center ကိုဖြတ်သွားတယ်။ center ကိုဖြတ်ပြီးတော့တစ်ဖက်က image ပေါ်တဲ့နေရာမှာသွားဆုံတယ်။ဒီဟာကိုတောင်းမှန်3ခဲနှစ်ခုလို့မျက်စိထဲမြင်အောင်ကြည့်လိုက်။ပထမတစ်ခုက object ကြောင့်ဖြစ်တဲ့3ခဲနဲ့ဒုတိယတစ်ခုကကျတော့ image ကြောင့်ဖြစ်တဲ့3ခဲ။ဒီ3ခဲနှစ်ခုမှာသက်ဆိုင်ရာအမြင့်နဲ့အကွာအဝေးကိုစီရှိတယ်။ဒါအပြင်3ခဲနှစ်ခုစလုံးမှာတူရင်းနေတဲ့တောင်းတစ်ထောက်ကိုစီလည်းရှိတယ်။ပထမတောင်းက3ခဲနှစ်ခုရဲ့ထိပ်ဆိုင်တောင်းဒုတိယတစ်ခုကကျတော့90ဒီဂရီဖြစ်နေတဲ့ right angle နှစ်ခုဒီလိုမျိုးတက်ဆိုင်ရာထောက်ရတွေ့တဲ့အတွက်ကြောင့်ဒီ3ခဲနှစ်ခုက angle to angle AA property အရ similarity ဖြစ်တယ်အဲ့တော့ height to height distance to distance ဆိုပြီးတော့အချိုးခေါ်လို့ရတယ်ဒီထွက်ပေါ်လာတဲ့ formula objective lens ရဲ့ magnification ဖြစ်တယ်နောက်တစ်ခုဖြစ်တဲ့ iris lens ရဲ့ magnification ကလည်း objective lens အတိုင်းပဲဒါပေမဲ့ဒီမှာမတူတာကကြတော့ image distance v က25 cm ဖြစ်တယ်ဒါကဘာကိုပြောရလဲဆိုတော့ကျွန်တော်တို့မျက်လုံးရဲ့ကြီးကြီးလေးလေးပြပြတသားမြင်နိုင်တဲ့အနည်းဆုံးအကွာအဝေး lead distance 25 cm ပဲရှိတယ်တကယ်လို့25 cm ထက်သာနည်းသွားကျွန်တော်တို့မျက်လုံးကအရာဝတ္ထုတွေမှုံမဝပဲမြင်ရတော့မှာဖြစ်တယ်ခုန objective lens ရဲ့ magnification နဲ့ iris lens ရဲ့ magnification နှစ်ခုကိုမြှောက်လိုက်မယ်ဆိုရင်ကိုပေါင်း Microsoft ရဲ့ magnifying power ကိုတွက်လို့ရပြီဒါပေမဲ့ဒီမှာအခြေအနေနှစ်မျိုးစဉ်းစားရမယ် final image က infinity မှာပေါ်တာနဲ့ lead distance 25 cm မှာပေါ်တာ infinity မှာပေါ်တာကဘယ်လိုမျိုးလဲဆိုရင် iris lens ကိုလာရတဲ့အလင်းနဲ့နှစ်ခုကို virtual line နဲ့နောက်ပြန်ဆွဲမယ်ဆိုရင်အဲ့အလင်းနဲ့နှစ်ခုကမစုံတော့ဘဲနဲ့ parallel အတိုင်းထွက်သွားတယ်တဘောကပုံရိပ်ကိုမျက်လုံးနဲ့တက်တက်မြင်ရတာကိုဆိုလိုတာဥပမာခမရတောက်ကုန်းအမြင့်တစ်ခုပေါ်ကနေအဆုံးမရှိတဲ့မြင်ကွင်းကိုမြင်ရတဲ့သဘောမျိုးအဲ့ဒီအချိန်မှာခမရရဲ့မျက်လုံးကအဝေးကအရာတွေကိုကြည့်ဖို့တက်တက်ဖြစ်နေတယ်မယ်ဒီလို final image က infinity မှာပေါ်တဲ့အချိန်မှာဆိုရင်ပထမပုံရိပ်က iris lens ရဲ့ focal point မှာသွားပေါ်တယ်အဲ့တော့ fe နဲ့ u နဲ့ကတူသွားတယ်ပိုရှင်းစွာအောင် lens formula နဲ့တွက်ကြည့်လိုက်မယ် final image က infinity မှာပေါ်တဲ့အတွက် v က infinity အဲ့တော့ 1/infinity ဆိုရင်0အဲ့တော့ u နဲ့ fe နဲ့ကညီသွားတယ်ဒီလိုမျိုး final image က infinity မှာပေါ်ရဲဆိုရင် magnifying power ရဲ့ u နေရာမှာ fe အစားထိုးပြီးတွက်လို့ရတယ်နောက်တစ်ခုကကြတော့ final image က iris lens ရဲ့25 cm အကွာမှာပေါ်တာဒီအချိန်မှာဆိုရင် iris lens ကနေနောက်ပြန်ဆွဲတဲ့ virtual line အလင်းနဲ့တစ်ခုက point တစ်ခုမှာသွားဆုံတယ်အဲ့ဒီ point ကို iris lens ကနေတိုက်ကြည့်မယ်ဆိုရင်25 cm ရှိတယ်ပြီးတော့ပထမပုံရိပ်ကလည်းခုန iris lens ရဲ့ focal point မှာရှိနေတော့ဘဲနဲ့အတွင်းဘက်ကိုရောက်သွားတယ်အဲ့ဒါကြောင့် fe နဲ့ u နဲ့ကဒီမှာမတူတော့ဘူးfe နဲ့ u ရဲ့ဆက်သွယ်ချက်ကို lens formula သုံးပြီးရှာကြည့်လိုက်မယ် final image က iris lens နဲ့25 cm အကွာဒါအပြင် virtual image ဖြစ်တဲ့အတွက်25မှာအနှုတ်ယူရတယ်ဒီဟာကိုတွက်ကြည့်လိုက်မယ်ဆိုရင် u ရဲ့ formula ကိုရတယ်အဲ့ဒါကို magnifying power u နေရာမှာအစားထိုးလိုက်မယ်ဆိုရင် magnifying power formula အသစ်နောက်တစ်ခုထွက်လာတယ်
ဆိုတော့အချင်းချောင်းရမယ်ဆိုရင် final image က infinity မှာပေါ်ရဆိုရင်ဒီ formula ကိုသုံးအကယ်၍ final image က25 cm မှာပေါ်မယ်ဆိုရင်တော့ဒီ formula ကိုသုံးပြီးတွက်ရတယ်